လက်တလောနိုင်ငံတော်တော်များများမှာခန်းစားနေရတဲ့လေတူးညဉ့်ညမ်းမှုကဘလို့တက်ရောက်မှုတွေရှိလာမလဲကြာရင်ဘာတွေဖြစ်လာနိုင်မလဲလောကကြီးမှာအကောင်းနဲ့အဆိုးကအမြဲတမ်းထွန်တွဲနေသလိုကဘာကြီးတိုးတက်မှုကြောင့်ဖြစ်လာတဲ့ဆုပ်ယုပ်မှုတွေလည်းရှိနေပါတယ်ကဘာကြီးမှာတိုးတက်မှုတွေများလာတဲ့အမျှကဘာကြီးရဲ့ကျန်းမာရေးရောလူတွေရဲ့ကျန်းမာရေးကိုပါထိခိုက်လာပါတယ်တနေ့နဲ့တနေ့ရင်တွေစက်ယုံတွေတိုးတက်လာတာကြောင့်နေ့စဉ်အသက်ရှင်ရပ်တည်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့ရေလေနဲ့အစားအသောက်တွေကလည်းညဉ့်ညမ်းလာရပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့လေတူးညဉ့်ညမ်းမှုကလူသားတွေရဲ့အသက်ရှင်ရပ်တည်မှုအပေါ်ကိုဘယ်လိုမျိုးသက်ရောက်မှုတွေရှိလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးလေတူးညဉ့်ညမ်းမှုကဘယ်လိုအချက်တွေကြောင့်ဖြစ်ပေါ်လာတာဖြစ်မလဲဆိုရင်တော့မြို့ပြဒေသတွေမှာလူနေထူထပ်လာတာတွေစွမ်းရည်နဲ့အမြောက်အများအသုံးပြုလာတာတွေလေအေးပေးဆက်အနှွေးပေးဆက်တွေအသုံးပြုမှုများလာတာတွေတွာလာပို့ဆောင်ရေးအတွက်စက်တက်ရင်တွေအသုံးပြုမှုများလာတာတွေဇီဝရုပ်ကျွင်းလောင်စာအသုံးပြုမှုများလာတာတွေတောမီလောင်မှုတွေနဲ့စက်ယုံအလုံးယုံတွေကထွက်ရှိလာတဲ့အခိုးငွေတွေကြောင့်ပဲလေတူးညဉ့်ညမ်းမှုကတစ်နေ့ထက်တစ်နေ့ပိုဆိုးလာတာပဲဖြစ်ပါတယ်ရေမြေလေမီးဆိုတဲ့ဓာတ်ကြီးလေးပါးမှာလူသားတွေရဲ့ကျန်းမာရေးအပေါ်လေတူးရဲ့အရေးသွေးကတော်တော်လေးကိုသက်ရောက်မှုရှိနေပါတယ်လေတူးညဉ့်ညမ်းမှုကင်းလေအသက်ရှည်လေးပဲဖြစ်ပါတယ်လေးလာမှုတွေအရဆိုရင်လည်းလေတူးညဉ့်ညမ်းမှုကင်းစင်တဲ့ဒေသတွေမှာနေထိုင်ကြတဲ့လူတွေကအသက်ပိုပြီးတော့ရှည်ကြပါတယ်နှစ်စဉ်ကမ္ဘာတစ်လွှားမှာလေတူးညဉ့်ညမ်းမှုကြောင့်လူ9 သန်းနီးပါးကျန်းမာရေးထိခိုက်ပြီးအသက်ဆုံးရှုံးနေကြရပါတယ်လေတူးညဉ့်ညမ်းမှုဖြစ်မယ်ဆိုရင်အရင်ဆုံးခံစားရမယ့်လက္ခဏာတွေကတော့အသက်ရှူကျပ်တာအသက်ရှူလမ်းကြောင်းမှာမအီမသာဖြစ်တာမျက်လုံးတွေကျိန်းဆက်တာနဲ့အသားရည်ခြောက်တွေ့တာတွေကိုခံစားရနိုင်ပါတယ်လေတူးညဉ့်ညမ်းတဲ့အခါမှာလေတူးထဲမှာရှိနေတဲ့တာမန်မျက်စိနဲ့မမြင်ရတဲ့ညဉ့်ညမ်းစေတဲ့အရာတွေကခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလိုအသက်ရှူလမ်းကြောင်းစနစ်သွေးလည်ပတ်မှုစနစ်တွေကိုလည်းရောက်ရှိပြီးအဆုပ်နှလုံးနဲ့အုံနောက်တို့ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်လေတူးညဉ့်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ယောဂတွေကတော့နှလုံးသွေးကြောဆိုင်ရာယောဂအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂခေါင်းကိုက်တာစိတ်ဖိစီးတာလေချောင်းတွေဆက်တာအဆုတ်ထိခိုက်တာမောပန်းလွယ်တာမအီမသာဖြစ်တာနဲ့အသက်ရှူလမ်းကြောင်းတစ်လျှောက်ကဆဲတွေပျက်စီးတာမျိုးတွေဖြစ်နိုင်ပါတယ်လေတူးညဉ့်ညမ်းမှုအကြောင်းစပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့1850ခုနှစ်ဝန်းကျင်မှာလန်ဒန်မြို့ရဲ့ကြောင်မီးသွေးလောင်ကျွမ်းမှုကနေထွက်ပေါ်လာတဲ့အငွေ့နဲ့မြူမှုန့်တို့ပေါင်းစပ်ထားတဲ့အငွေ့အဆိုင်ခဲတွေကလန်ဒန်မြို့တစ်မြို့လုံးကိုရက်တရက်ပတ်ပေါင်းများစွာကြာအောင်အုပ်ဆိုင်းခဲ့တဲ့ဖြစ်ရမျိုးဖြစ်ခဲ့ပူပါတယ်အဲ့ဒီအငွေ့အဆိုင်ခဲတွေက1880ခုနှစ်အထိနှစ်30လောက်ရှိနေခဲ့တဲ့အတွက်လူပေါင်း2200ကျော်လန်ဒန်မှာတည်ဆုံခဲ့ရပါတယ်ဒီလိုဖြစ်ရဆိုရင်နဲ့နီးတူ1952ခုနှစ်မှာလည်း9ရက်လောက်ကြာမြင့်စွာရှိနေခဲ့တဲ့အဝါရောင်မြူမုံမြူဆိုင်ခဲတွေကြောင့်လန်ဒန်သား4000လောက်တည်ဆုံခဲ့ရပါသေးတယ်1963ခုနှစ်နယူးယောက်မြို့မှာလည်းလေတူးညဉ့်ညမ်းလွန်းလာတဲ့အတွက်လူပေါင်း300ကျော်လောက်အသက်ဆုံးရှုံးခဲ့ရပြန်ပါတယ်ဒီနေရာမှာသတိပြုရမှာကပတ်ဝန်းကျင်လေတူးဆိုတာတကဘာလုံးလူတိုင်းနဲ့ဆိုင်နေတဲ့အရာဖြစ်တဲ့အတွက်လေတူးညဉ့်ညမ်းမှုပြဿနာကိုတခြားနိုင်ငံမှာဖြစ်နေလို့ကိုယ့်နိုင်ငံနဲ့မဆိုင်ဘူးဆိုပြီးတော့အရေးမဆိုင်ဖဲနေလို့မရတာပါလေတူးညဉ့်ညမ်းမှုရဲ့အကျိုးဆက်ကြောင့်ပဲအိုဇုံးလွှာရဲ့အပေါက်ကတဖြည်းဖြည်းကြီးမားကျယ်ပြန့်မှုဖြစ်လာနေတာဖြစ်ပြီးလူတွေဖန်တီးထုတ်ယူခဲ့တဲ့ဓာတ်ငွေ့တွေကပဲအိုဇုံးလွှာအပေါက်ကျဲနေရခြင်းရဲ့အကြောင်းရင်းဖြစ်နေပါတယ်ကမ္ဘာမှာလေတူးအလွှာ၄ခုရှိပြီးပထမအလွှာကတော့ Troposphere ဒုတိယအလွှာ Stratosphere တတိယအလွှာ Mesosphere စတုတ္ထအလွှာ Thermosphere တို့ပဲဖြစ်ပါတယ်လူတွေအားလုံးနေ့စဉ်ရှူရှိုင်းနေတဲ့လေတူးအလွှာကတော့ Troposphere လေတူးအလွှာဖြစ်ပြီးအဲ့ဒီလေတူးအလွှာထဲမှာ Nitrogen က88%ပါဝင်ပြီးအောက်ဆီဂျင်က21%ပါဝင်ပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေအာဂွန်ဓာတ်ငွေနဲ့ရေငွေအစုပေါင်းပါဝင်နှုန်းကလည်း1%စီရှိကြပါတယ်ဒုတိယအလွှာဖြစ်တဲ့ Stratosphere ထဲမှာတော့အိုဇုံးလွှာရှိပါတယ်အိုဇုံးလွှာမှာ O3 လို့ခေါ်တဲ့အိုဇုံးပါဝင်မှုနှုန်းကရေငွေ့ပါဝင်မှုနှုန်းထက်ပိုများနေလို့နေရောင်ခြည်ကလာတဲ့အန္တရာယ်ရှိတဲ့ခရမ်းလွန်ရောင်ခြည်တွေကိုလူတွေထိစက်နေတဲ့လေတူးအလွှာတွေထိမရောက်အောင်ကမ္ဘာ UV နေရောင်ခြည်ကာကွယ်နိုင်တဲ့မျက်မှန်အဖြစ်နဲ့ဒိုင်းတစ်ဖွဲ့ကာကွယ်ပေးနိုင်ပါတယ်အဲ့ဒီနေရောင်ခြည်ကလာတဲ့ရောင်ခြည်တွေကလူသားတွေရဲ့ယောဂခုခံနိုင်စွမ်းဗီဇစနစ်ကိုပျက်စီးစေနိုင်တယ်လို့လူသားတွေရဲ့အရေပြားနဲ့မျက်စိတို့ကိုလည်းကင်ဆာယောဂတွေဖြစ်စေနိုင်ပါတယ်လေတူးညဉ့်ညမ်းမှုတွေကိုအဓိကဖြစ်စေတဲ့စက်ယုံတွေကနေထွက်ရှိလာတဲ့
ညဉ့်ညမ်းစေတဲ့ဓာတ်ငွေတွေကတော့ကင်ဆာရောဂါနဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတဲ့လေထုညဉ့်ညမ်းတဲ့ဓာတ်ငွေများပဲဖြစ်ပါတယ်။ဒီလိုလူကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတတ်တဲ့လေထုညဉ့်ညမ်းမှုနဲ့ကြုံတွေ့ရတဲ့အချိန်မျိုးမှာမလိုအပ်ဘဲအပြင်ထွက်တာတွေmask မတပ်ဖဲနဲ့လမ်းသွားတာတွေကိုရှောင်ရှားရမှာဖြစ်ပြီးတော့လေထုညဉ့်ညမ်းမှုကိုဖြစ်စေတတ်တဲ့ကိစ္စရပ်တွေကိုလည်းတတ်နိုင်သမျှမလုပ်မိဖို့အကြံပေးပါရစေရှင်။ကဲဒါဆိုရင်နောက်ဗီဒီယိုလေးတွေထဲမှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုလိုက်ကြပါအောင်နော်။